ထိုတော်မှနေတော့ငါစုမင်းမကွက်ကြလေးလာလိုက်တာဟေထုံစည်းထိုးတဲ့ကစားတဲ့ခါစံရွယ်ကလေးဖိုးရိုးဖားရတို့ခွေစော်ကစားခုံပေါက်ကြတာတွေတတိယသေးတဲ့လေလုံကြီးကလေးတို့တို့ဝေခါပြန်လွားမလေးကြနေတာအခုတော့လေကွာနှူကြီးကိုရောက်ချစ်သူရာမင်းလာပကွက်ကြလေးမြို့ရည်ထိလို့ပြောသွားသလားလေတို့တော်မှနေတော့ငါစုမင်းမကွက်ကြလေးလာလိုက်တာဟေထုံစည်းထိုးတဲ့ကစားတဲ့ခါစံရွယ်ကလေးဖိုးရိုးဖားရတို့ခွေစော်ကစားခုံပေါက်ကြတာတွေတတိယသေးတဲ့လေလုံကြီးကလေးတို့တို့ဝေခါပြန်သွားမှလေးကြနေတာအခုတော့လေကွာမြို့ကြီးကိုရောက်ချစ်သူရာမင်းလာပကွက်ကြလေးမြို့ရည်ထိလို့ပြောသွားသလားလေမြို့ကြီးရောက်ချစ်သူရေမြို့လာကိုမင်းမဲ့မောဇမင်ကလေးတူတို့နဲ့ကတရားလမ်းကျော်လျှောက်ခနေပကွက်ကြလာလေးတွေဘယ်များရောက်နေဇမင်ကလေးရှည်ရှည်လေးတွေဘယ်များပြောက်နေမင်းလာတွေမြို့ကုန်လင်းမှာနေမျောမှဆိုးတလေတော်ရဲ့တဘာဝလာကိုထိမ့်သိမ့်မှုမောင်ပြောပါရစေချစ်တဲ့သူရေမင်းဘဝလာကိုမြို့ကုန်မနှောနဲ့တွင်မျောမှာတော့စိုးရိမ်မိပါတယ်လေမောင်လေးတတိပေးပါရစေမြို့ကုန်လင်းမှာနေမျောမှဆိုးတလေမင်းမကွက်ကြလေးလာလိုက်တာဟေထုံစည်းထိုးတဲ့ကစားတဲ့ခါစံရွယ်ကလေးဖိုးရိုးဖားရတို့ခွေစော်ကစားခုံပေါက်ကြတာတွေတတိယသေးတဲ့လေလုံကြီးကလေးတို့တို့ဝေခါပြန်လွားမလေးကြနေတာအခုတော့လေကွာမြို့ကြီးကိုရောက်ချစ်သူရာမင်းလာပကွက်ကြလေးမြို့ရည်ထိလို့ပြောသွားသလားလေမြို့ကြီးရောက်ချစ်သူရေမြို့လာကိုမင်းမဲ့မောဇမင်ကလေးတူလို့နဲ့ကတရားလမ်းကျော်လျှောက်ခနေပကွက်ကြလာလေးတွေဘယ်များပြောက်နေဇမင်ကလေးရှည်ရှည်လေးတွေဘယ်များရောက်နေမင်းလာတွေမြို့ကုန်လင်းမှာနေမျောမှဆိုးကလေးတော်ရဲ့တဘာဝလာကိုထိမ့်သိမ့်မှုမောင်ပြောပါရစေချစ်တဲ့သူရေမင်းဘဝလာကိုမြို့ကုန်မနှောနဲ့တွင်မျောမှာတော့စိုးရိမ်မိပါတယ်လေမောင်လေးတတိပေးပါရစေမြို့ကုန်လင်းမှာနေမျောမှဆိုးသလေ